လို့ထိုင်ထားလို့ရတာလေကာဆာမာလာတဲ့အချိန်ရှေ့တကားကိုဖွင့်မဲ့လူမရှိလို့မင်းတို့အုံကြောမလားဟုတ်ပါရဲ့လုပ်ငန်းတဲ့ပတ်သက်တယ်အားလုံးလေးလာမှာမဟုတ်ဘူးလားဟုတ်ပါရဲ့အဲ့ဒါကိုကာဆာမာလာတာကိုတကားမဖွင့်မဲ့နဲ့ဖုံးအောင်သုံးနေတယ်အဲ့တော့ဘာလို့ရမလဲဘာဖြစ်လို့လဲဖင်ကြီးအောင်လို့20စောနာတစ်ရှိပြရရင်နော်3ရှိပါရဲ့စမယ်4 5 6 9အဲ့ခုနှစ်ပဲရှိသေးတယ်မြို့ပိုကမတက်နိုင်ဘူး8 9 10ဘာလို့ထိုင်ထားလို့ရတာလဲအဲ့ဒါတကားမဖွင့်နိုင်တဲ့အားလုံးထိုင်တာ20ပဲနော်ဟုတ်တယ်နော်လမ်းထိပ်မှာရှိနေလေ20ပဲပလာဇာသွားနေလေ20အိမ်သာတက်နေလေ20အချင်းချင်းစီးလုံးနဲ့ဘာလို့ရမှာမလဲနောက်လာမဲ့ဂျူနီယာတွေကိုလည်းမင်းတို့လက်စစ်တစ်ခါတည်းကန်ခဲ့မကန်ခဲ့ရင်စာတီဖီကိတ်ပေးတဲ့ခါမှာထိုင်ထားထပ်လို့ခိုင်းမယ်ရပြီဘယ်လောက်ရှိပါလဲ9 10ဟုတ်ပြီအောင်17 12 13 14 15ဘာပါဖြစ်နေရလဲဟမ်ဒီမှာဗီဒီယိုရိုက်တာလားဟမ်တော့မယ်16 19 18ဟိုကောင်မထားဟိုကောင်တယောက်တည်းထိုးခိုင်းမယ်ရှေ့တော့ထိုးခိုင်းမယ်19 20 21အဲ့တော့ဟိုကမှတ်တမ်းဝင်သွားပြီဟုတ်တယ်နေရာလည်းဒီဘက်ထိုးမယ်10ကတက်ထိုးမယ် तू ကဘာလုပ်နေရလဲဆိုတော့သူတို့ကကာဆာမာလာတော့ဖုံးသုံးနေတာရှေ့မကြည့်ဘူးနော်ဟုတ်ပြီ21 22 23 24ဘာလို့ထိုင်ထားလို့လားလဲဖင်ကြီးအောင်လို့အဲ့တော့မင်းတို့ဖင်တက်တက်ကြီးကြီးလို့အလုံးမလုံးရဆိုတော့လည်းမတက်နိုင်ဘူးဟုတ်ပြီဘယ်လောက်ရှိပါလဲ24 25 26 29 28 29ဟေး30နောက်ကမမြင်ကျုံတော့စီတီဗီရှိရတော့ငါကြည့်နေမှာနော်ဟုတ်ပြီ